ရတဲ့တစ်ပတ်ကြာတိုင်းကျွန်တော်အစ်စ်ပြန်လာသလိုခံစားမိတယ်ကဘာကြီးကနေသွားတယ်လူတွေက comfortable ဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်အတွက်ကဒါမဖြစ်နိုင်ဘူးရက်လိုက်ရင်ဘာဖြစ်တယ်ဆိုတော့ကျွန်တော်မြင်ပြီးသွားပါပြီလူတွေကအောင်မြင်မှုဆိုတာကိုပတ်စံအကြောင်းလို့ထင်ကြတယ်ဒါပေမဲ့ပတ်စံမရှိခင်လှုပ်ချင်စိတ်ဆိုတာရှိတယ်ကြော်ကြားမှုမရှိခင်တိတ်ဆိတ်မှုဆိုတာရှိတယ်အောင်ပွဲတွေမရှိတဲ့အချိန်တကူလည်းနေရတဲ့ဟာတွေအများကြီးရှိပါတယ် Every day I break something an old version of me နေ့တိုင်းကျွန်တော်ပြန်တိဆောက်တယ်ဒါကစီကန်းဆိုတာရဲ့သဘောပဲကျွန်တော်အားနည်းချက်တွေကိုဘာမှအတူအယောင်မကြံတော့အောင်ဖျက်ဆီးလိုက်တာပါကစားပွဲတေးသေးလေးတွေအတွက်မဟုတ်တော့ဘူးဒီမှာရှိနေတာစွမ်းအားတွေအတွက်ပါငြိမ်းချမ်းမှုကနေတဆင့်နာကျင်မှုကနေတဆင့်ရည်ရွယ်ချက်ကနေတဆင့်ရယူရမယ်စွမ်းအားတွေပါဒါက day 79ဖြစ်ပါတယ်အဆုံးမဟုတ်သေးသလိုအစလည်းမဟုတ်တော့ပါဘူးjust the next step of a man becoming unstoppable. AI content creation နဲ့ကိုယ်ဝါသနာကို business ကို social media နဲ့ဝင်ငွေလမ်းကြောင်းဖောက်နေတင်ကျင်နေဆိုရင်တော့ algorithm အစတင်တဲ့ကို join လိုက်ပါ bio မှာ link ပေးထားတယ်